ကောင်နေတူတူပြောနွားညိုလေးပြီးမှတိတ်ချကြည့်စမ်းဟာမင်းစားလေးတွေပဲကွာသုံးကောင်တာဘယ်လိုလုပ်ကြမလဲမတက်နိုင်ဘူးတောင်းမှန်ပြီးတော့ပြန်တောင်းကြည့်ရမှာပဲတက်ဖို့တရားသူ့မိအိမ်တန်ရှေးလောက်ခိုင်းထားလို့အလုပ်ရှုံနေလေတယ်ဒီချိန်ကြပွေးနဲ့ကွာရှူတို့သူတို့အိမ်မှာဘာတွေလုပ်နေလဲမသိဘူးကွာအမေခိုင်းထားတာလည်းမပြီးသေးတော့အိမ်ပြင်လည်းထွက်မရပါလားတက်ဖို့ရေတက်ဖို့အိမ်နောက်ဖေးတွင်ပကံများစိမ့်နေတော့ကြပွေးနဲ့ကွာရှူတို့ရောက်လာကြတယ်ဒီကောင်တက်ဖို့နေ့လည်ကထမင်းစားပြီးတော့တရေအိမ်နေပြီထင်တယ်ဟာဟဲ့ကောင်တွေကငါမအိပ်ဘူးကွာငါမေအိမ်နောက်ဖေးရပကံနေစေးခိုင်းထားလို့စေးနေတာပါဟာကဲဘာကိစ္စတော့ဘာကိစ္စလုပ်မနေနဲ့ငါကောင်ကြီးလမ်းသွားရင်းထဲမှာရှင်းပြမယ်ကွာအခုငောင်းနဲ့တခါလေးလိုက်ခဲ့ရမယ်နေပါအောင်ကွာအမေကိုပြောခဲ့ပြစီဦးအေးကွာဒါဆိုဒွေးလေးကိုအမြတ်သွားပြောကြည့်နေမဝင်ခင်ကိစ္စပြီးမှရမယ်ဟာအမေတာကြပွေးတို့နဲ့ရွာလိုက်သွားအောင်မယ်နော်အရေးကြီးလို့ဗျအမေသူတို့ကိုသူတို့ရဲရွာလူကြီးများကြလို့တော့ညနေမမောင်စီနဲ့နော်တက်ဖို့တော့နောက်ကြရင်တော့မင်းဖေဝဲလာမယ်ခောက်ဆက်ကြောငတ်ပြီးသားမဲ့တောင်းပြီပြောတွေးလေးရေဟဲ့အောင်လေငါ့ကိုရေးကြီးကိစ္စပြောပါအောင်ဟာမင်းတို့ခေါ်လို့သာလိုက်လာရတာငါခောက်ဆွဲကြော်တော့မငတ်ချင်ဘူးနော်ငါအဖေကတလမှတခါဝယ်ကျွေးတာဗျဟက်ကောင်ဟာဒီကိစ္စအောင်မြင်မင်းစားခြင်းနဲ့ခောက်ဆွဲကြော်တော့ဝဲတာမဟုတ်ဘူးအကြိုက်လွေးရမယ်မဲ့တက်ဘူးဒီလိုကွာငါတို့ဘာကြီးမိုးရဲ့တကောင်ထဲရှိတဲ့နွားညူလေးပျောက်သွားလို့ကွာဟာဘလို့ပြောရတာလဲကွာဒီကောင်ကဘာကြီးမိုးမွေးကလေးကချက်မြင့်တကောင်နဲ့တွားဖို့တဲ့ကောင်လည်းမဟုတ်ပါဘူးအေးအဲ့ဒါကြောင့်ဘာကြီးမိုးလဲစိတ်ပူနေတာပေါ့သူနွားလေးမသက်မားသူလက်ထဲရှောက်ပြီးတော့ရောင်းစားခံရရင်သူရင်ကြိုးရကြီးရတဲ့လေမျက်ရည်လေးတဆန်းဆန်းနဲ့ပြောတာကွာငါနဲ့ကြပွေးတို့ရွာလန်းတိုင်းလာရင်နဲ့ဘာကြီးမိုးနဲ့တွေ့ပြီးတော့ပျောက်သွားတဲ့နားလေးကိုရှာနေမှသိရတာငါတို့လည်းဘာဖြစ်ဖြစ်ရှာပေးရမယ်လေဘာကြီးမိုးတယောက်တည်းနေပူကြီးရဲ့လိုက်ရှာနေတာတနာလို့ငါတို့တူတူသွားရှာရအောင်လို့မြို့လာခေါ်တာကြာသလားလို့ကွာဒီလိုနဲ့ကြပွေးတို့၃ယောက်ရွာထဲပက်ရှာလိုက်ကြတာနေဆောင်တဲ့အထိနွားညိုလေးကိုမတွေ့ကြလို့စိတ်နေကြတယ်ဟေ့အောင်နေအောင်ကွာငါတို့မရှာသေးတဲ့နေရာရှိတယ်လေဘယ်နေရာတော့ကွာငါ၆တွေလည်းကွာနေပြီခောက်ဆွဲကြော်နဲ့ဝေးပြီးထင်ပါတယ်ကွာဟာဒီကောင်ကွာငါတို့လည်းတူတူပါပဲကွာဘိုက်တွေလည်းစတာပေါ့ခွာရှိညနေဆောင်နေပြီကွာမင်းပြောတဲ့နေရာသွားကြရအောင်ကွာအေးကွာတက်ပူလောက်တာနဲ့အာအောင်တွေပျောက်သွားတော့မလို့ငါတို့ရွာနာဘက်ကရေကန်ကြီးနာကိုသွားမရှာသေးဘူးလေအဲ့ကိုသွားကြမယ်အေးဟုတ်တာမြင်သွားကြမယ်လား၃ရသားရွာနာဘက်ရေကန်ကြီးနာကိုထွက်လာခဲ့လိုက်ကြတယ်ရေကန်ကြီးနာရောက်တော့ဘာကြီးမိုးရဲ့နွားညိုလေးကိုမျက်ပင်နေကြထဲမှာတွေ့လိုက်ပါလေရောဟဲ့အောင်ကြီးဟိုမှာနွားညိုလေးမလားဒီကောင်ဒီထိဘလို့ရောက်နေတာတော့ဟာဟဲ့ကောင်နေတူတူပြောနွားညိုလေးပြီးမှတိတ်ချကြည့်စမ်းဟာမင်းစားလေးတွေပဲကွာသုံးကောင်တာဘယ်လိုလုပ်ကြမလဲမတက်နိုင်ဘူးတောင်းမှန်ပြီးတော့ပြန်တောင်းကြည့်ရမှာပဲဒီလိုနေခွားရှည်တို့လေးမင်းစားလေးတွေနာကိုကတ်သွားလိုက်တယ်ဟေးဟာလူတယောက်ပါလားဟာတယောက်တည်းလည်းမဟုတ်ဘူး၃ယောက်တောင်ပါလားဒါကျွန်တော်တို့ရွာဘာကြီးမိုးရဲ့နွားလေးပါဒီမနေ့ထဲကပျောက်သွားလို့ကျွန်တော်တို့လိုက်ရှာနေတာပါဒါကျုပ်တို့နဲ့တူဆော့ဖို့ခေါ်လာတာဗျပြန်ပေးနိုင်မဟုတ်တယ်အဲ့လိုတော့မလုပ်ပါနဲ့ဗျာကျွန်တော်ခောက်ဆွဲကြော့အဲလေကျွန်တော်နွားလေးကိုတော့ပြန်ပေးပါဗျာဒီလိုလို့ခမရတို့စားချင်တဲ့အစားအစာနဲ့လဲပါမယ်ငါတို့တွေဆော့ဖို့ခေါ်လာတာကွာဆော့တော့မဝသေးဘူးမပေးချင်ဘူးကွာနေပါအောင်ကွာငါတို့လိုရှိရပေးမယ်လို့ပြောတယ်လေကွာလူတွေကိုယုံနေတယ်ငတုံးမလိမ္မာဘူးဗျာကျွန်တော်တို့လုပ်ပေးနိုင်တဲ့ຢာဆိုရင်အမြန်ဆုံးဖြည့်ဆည်းပေးပါမယ်မင်းစား၃ယောက်ခေါင်းချင်းပူး၍တိုင်ပင်နေစဉ်ငါဝတ်သားတော့ဟင်းငါစိတ်တိုင်းငါနွားတို့ကဲအဝေးမတက်ဖြစ်မနေကြပါနဲ့ခင်ဗျာကျွန်တော်ကြံပေးရရင်ခောက်ဆွဲကြော်ကိုဝတ်သားနဲ့ပွဲကြည့်တဝဲနွားတို့တပုဆိုအဆင်ပြေမလားဗျအေးဟုတ်ပြီငါတို့စားချင်တာလဲပါတယ်ဝတ်သားနဲ့ပဲဟာအဲ့လိုတော့မရဘူးလေငါစိတ်သားစားချင်တာလေခောက်ဆွဲကြော်ကစိတ်သားနဲ့မရလို့ပါခင်ဗျအေးကွာမင်းကလည်းအသားတစ်မျိုးပါပြီးလေကွာသဘောတူလိုက်ပါငါတို့လည်းဘာမှမစားတာကြပြီကိုကြီးများမနေနဲ့ကွာဒါဆိုညှိနှိုင်းမှုအောင်မြင်သွားပြီပေါ့နော်ဟုတ်ပါပြီဒါနဲ့ငါတို့ခုကျွေးမှာလားအခုချက်ချင်းကြီးတော့မလုပ်ပါနဲ့ဗျာကျွန်တော်တို့ရွာပြန်ရဖို့တောင်မှအချင်းကလင့်နေတာမလို့အိမ်ကမိဘတွေမျောနေမှာဗျကျွန်တော်မနေ့ပြန်ညနေနေမွေခင်ချိန်မှာဒီနေရာမှာကျွန်တော်တို့လာချပေးထားပါမယ်ဗျကောင်းပြီဒါဆိုနွားကိုခင်ဗျားတို့ပြန်ယူသွားနိုင်ပါပြီ
ဂရီတော့တီးစေနော်လူသားတွေမတည်ရင်တော့နွားနေမဟုတ်ဘူးတရွာလုံးစားပြစ်မယ်ဗျဟုတ်ကဲ့ပါလူကြီးမင်းတို့ခမညာကျုပ်တို့ပေးထားတဲ့ဂရီမပြတ်ပါဘူးဗျကဲဒါဆိုအင်ကိုပြန်ခွင့်ပြုပါအောင်ဗျာဒီလိုနေကျပွေးတို့လေဘာကြီးမှုရဲ့နွားလေးကိုဆွဲပြီးတော့ရွာကိုပြန်လာခဲ့ကြပါတော့တယ်